မိုင်းတစ်တစ်ခုကိုရေးထိုးနိုင်ခဲ့ပြီ UFC ရဲ့တက်တန်းတစ်လျှောက်မှာဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံ2000ပြည့်နှစ်နောက်ပိုင်းမွေးဖွားသူတွေကပထမဆုံးနန်းတက်နိုင်ခဲ့တဲ့ဘီရင်သူကတော့တခြားသူမဟုတ်ပါဘူးချင်းတောင်တန်းကနေကပ္ပအဆင့် Octagon ကျိုးဝိုင်းတွေကိုရောက်ရှိလာတဲ့ The Fearless Joshua Wang ပဲဖြစ်ပါတယ်Joshua ကို2001ခုနှစ်မှာမြန်မာနိုင်ငံချင်းပြည်နယ်ဟာခါမြို့မှာမွေးဖွားခဲ့တာပါနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်အသက်10နှစ်အရွယ်မှာမိသားစုနဲ့အတူမလေးရှားကိုပြောင်းရွှေ့ခဲ့ရပြီးနောက်ပိုင်းမှာတော့အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့ကိုအခြေချခဲ့ပါတယ်စားတောက်ဆိုင်ဝန်ထမ်းဘဝကနေစတင်ခဲ့တဲ့သူ့ရဲ့ဘဝခရီးဟာအသက်19နှစ်အရွယ် MMA လေ့ကျင့်ခန်းတွေစလုပ်တဲ့အချိန်မှာတော့တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်Fury FC မှာချန်ပီယံဖြစ်ပြီးနောက်2023ခုနှစ်မှာ UFC နဲ့စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။သူဟာ UFC နဲ့စာချုပ်ချုပ်နိုင်တဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာခဲ့တယ်လို့ Octagon ထဲမှာလည်းကြောက်ရွံ့ခြင်းမရှိတဲ့ကစားကွက်တီကြောင့် The Fearless လို့လူသိများလာခဲ့ပါတယ်။စက်တိုက်ဆိုသလိုရရှိခဲ့တဲ့အောင်ပွဲတွေကသူ့ကိုအမှတ်ပေးစရာရဲ့ထိတ်ဆုံးစီကိုတွန်းပို့ပေးခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလမှာတော့ Joshua ဟာ Alexandre Pantoja ကိုအံ့အားသင့်ပွဲအနိုင်ယူပြီး UFC Flyweight Champion ခါပတ်ကိုရယူနိုင်ခဲ့ပါတယ်။ဒီအောင်ပွဲဟာအာရှတိုက်ဖွာအမျိုးသားကစားသမားတွေထဲမှာဒုတိယမြောက် UFC Champion ဖြစ်လာစေခဲ့တာပါ။2026ခုနှစ်မေလမှာလည်းဂျပန်ကျေပွင့် Tatsuro Taira ကိုအလဲထိုးပြီးသူ့ရဲ့ခါပတ်ကိုပထမဆုံးအကြိမ်အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ Joshua Wang ဟာကစားသမားတစ်ယောက်ထဲမကပါဘူး။သူဟာမြန်မာနိုင်ငံသားတွေအတွက်ဂုဏ်ယူစရာပြရုပ်တစ်ခုပါငါဟာမြန်မာနိုင်ငံကလာတာပါလို့ကပ္ပစင်မြင့်ထက်မှာရဲရဲဝုန်းကိုတွေးကြုံနေတဲ့ Joshua Wang ရဲ့ရှေ့ဆက်ခရီးကဘလောက်အထိတောက်ပဦးမလဲဆိုတာအားလုံးကစောင့်ကြည့်နေကြပြီဖြစ်ပါတယ်